Hello everyone, the video leading my Robert Unit 3 Present Continuous ne Present Simple ne ho lila jame bono. Dima solution Present Continuous ragaro khu lashi achi ni ma bono saga pyo ni ye chain ma be phit phit demonstration let to law bono long ni se phit ni se ajaung ya ri unfinished action ni ko tong ni ari ma Present Simple ya jaro mi re man kan ni re man taya ri mi re phit ni re ya ri FR frequency ဘောနော်ချိန်ကြီးပြကရိယာဝိသေသနာတွေနဲ့တွဲတုံနဲ့ happy history ဒါတွေနဲ့တွဲတုံလေးရှိရဲ့သူက happy verb ကကြတော့ do နဲ့ does နဲ့ဖြစ်မယ်ပြီးလို့ရှိရင် verb 1 verb ses ပေါ့နော် present continuous က happy verb က verb to be တဲ့က ms ဖြစ်မယ်အဲဆိုလို့ရှိရင် present continuous ကိုဆက်ပြီးတော့ကြည့်ကြည့်ရအောင် Kera solution ဒီမှာဆိုလို့ရှိရင် we use the continuous for things happening at or around the time of speaking ဆိုတာပါတယ်ပေါ့နော်အဲ့ဒီမှာပြောချင်တာကကျတော့ခုစကားပြောနေတဲ့အချိန်ဒီမှာလုံနေစေဖြစ်နေစေအကြောင်းအရာတွေကိုလည်းပြောလို့ရတယ်လို့စကားပြောနေတဲ့အချိန်မှာတော့မဟုတ်ဘူးလက်တလောဒီရက်ပိုင်းလုံနေစေဖြစ်နေစေအကြောင်းအရာတွေကိုလည်းပြောလို့ရတယ်ပေါ့နော်ပြောတော့ at the time of speaking or around the time of speaking ဒီအခုလက်ရှိအခြေအနေဆိုတဲ့အဓိပ္ပာယ်ရောက်တယ် present simple ကကျတော့ for things in general or things that happen repeatedlyရေဘူးရဖြစ်နေကြအရာတွေပြီးလို့ရှိရင်ဘယံကဆက်ပြီးတော့ဘုလို့ထပ်တလဲလဲဖြစ်နေတဲ့အရာတွေကိုအသုံးပြုတယ်။အဲ့တော့ example လေးတွေတစ်ချက်ကြည့်ကြည့်အောင်ဒီမှာဆိုလို့ရှိရင်နော် noun ပေါ့နော်ခုလက်ရှိအခြေအနေပေါ့။အဲ့တော့ example မှာ the water is boiling ရေစူနေပြီရေစူပွက်နေပြီပေါ့။ be careful ဂရုစိုက်ပါတဲ့ water boils at 100 degrees Celsius ဆိုတော့ရေက100 degrees Celsius မှာစူပွက်တယ်ဒါအမှန်တရားဖြစ်နေကြအရာListen to those people အဲ့ဒီလူတွေကိုနားထောင်ကြည့်ပါဦးတဲ့ What language are they speaking သူတို့ဘာဘာသာစကားကိုပြောနေကြတာလဲအခုသူတို့ပြောနေရဘာသာစကားပေါ့ Excuse me do you speak English English ပြောတတ်လားပေါ့ English ကပြောတတ်လားဆိုပြီးမေးရ Let's go out အပြင်သွားဆို It isn't raining now ခုမိုးမရွာတော့ပါဘူး It doesn't rain very much in summer နွေရာသီမှာမိုးမများပါဘူးတဲ့မတူဘူးပေါ့နော် Okayအမစ်စာပပရင်ကြီး present continuous ကလုပ်နေစေဖြစ်နေစေကိုပြောတာ I'm busy what are you doing ဘာလုပ်နေရလဲ What do you usually do at weekends စနေတနင်္ဂနွေပိတ်ရက်တွေမှာပုံမှန်အဖြစ်ဘာလုပ်လိရှိလဲ I'm getting hungry ဆိုတော့ငါပိုက်စားလာပြီ Let's go and eat တော့စားစို့ပေါ့ I always get hungry in the afternoon အဲ့တော့နေ့လည်ခင်းတွေမှာဆိုလို့ရှိရင်သူအများပိုက်စားလေးရှိရဲ့ Kate wants to work in Italy Kate ကအီတလီမှာလုပ်ချင်တယ် so she's learning Italian အဲကြောင့်သူဒီလက်တလောအီတလီစကားကိုလေ့လာနေ Most people learn to swim when they are children များသောအားဖြင့်လူတွေဟာသူတို့ကလေးဘဝမှာကလေးရေကူးသင်ကြပါတယ် The population of the world is increasing very fast ကမ္ဘာလူဦးရေကလင်းမြန်မြန်ပဲတိုးတက်လာပါတယ် Every day နေ့တိုင်း the population of the world ကမ္ဘာလူဦးရေက increases တိုးတက်လာတယ် by about 200,000 people Okay အဲ့ဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်ကြည့်ရအောင်အဲ့ဒီမှာ continuous ကို for temporary situation အဲ့ဒါကဒီ present continuous ကိုပဲပြောတာမဟုတ် past continuous present perfect continuous အကုန်လုံးပါတယ်ဗောနော် continuous တွေက temporary situation ယာယီအခြေအနေတွေကိုပဲတုံးနေအဲ့ဒီ simple တွေ present simple past simple perfect simple ဒါတွေကို for permanent situation ပို့ပြီးတော့ဒီ long term ဖြစ်တဲ့အခြေအနေတွေကိုတုံးတယ်I'm living with some friends until I find a place of my own ဆိုတော့ကိုနေမဲ့နေရာရှာတွေ့တာနဲ့တကယ်ချင်းတွေနဲ့မနေတော့အခုရှာမတွေ့ခင်ဒီတကယ်ချင်းတွေနဲ့နေရဆိုတဲ့အတိတ်ပဲ My parents live in London ဆိုတော့သူမိဘတွေကတခြားလုံးဒီ long term ပေါ့နော်တခြားလုံး London မှာနေခဲ့ရဆိုတဲ့အတိတ်ပဲရတယ် You're working hard today မင်းဒီနေ့အလုပ်ကြိုးစားတာပဲအဲ့တော့ temporary situation ဒီနေ့တနေ့ပဲ Yes I have a lot to do တဲ့မင်းလုပ်တွေအများကြီးလုပ်နေရပဲဆိုတော့ငါလုပ်စရာတွေအများကြီးရှိလို့ Joe isn't lazy သူမပြင်းပါဘူး He works hard most of the time ဆိုတော့သူများလာပြချိန်တွေမှာအလုပ်ကြိုးစားပါတယ်အဲ့တော့နှစ်ခုကမတူဘူးပေါ့နော်တေချာလေးကွာ example sentence တွေပြန်ဖတ်မယ်ခုပါတော့ကိုလည်း example sentence တွေပြန်ရေးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာအဓိကပေါ့နော်နောက်ထပ်မှတ်ရမယ်တစ်ခုရှိရင် I always do နဲ့ I'm always doing တူတလို့လို့တော့ရှိရနှစ်ခုလုံးမှာ always ပါနေအမြဲတမ်းပါနေဒါပေမဲ့ meaning ကတိတ်ပြီးတော့ do မနေ I always do something ဆိုတာအမြဲတမ်းအဲ့ဒါကိုလုပ်တယ်ဆိုတဲ့အဓိပ္ပာယ် I always go to work by car ဆိုတော့အမြဲတမ်းကားနဲ့တွားတယ် I always wake up at 7 am ဆိုရင်မနက်တိုင်း9နာရီမှာထတယ်ဒီလိုမျိုးအမြဲတမ်းလုပ်ဖြစ်နေတဲ့အရာကိုပြောတာ
ဒါပေမဲ့ I'm always doing ဆိုလို့ရှိရင် I do it too often or more often than normal ပုံမှန်ထက်ပိုပြီးလှုပ်ဖြစ်နေတယ်နည်းနည်းလေး negative sense ရတယ်သူကနည်းနည်း negative sense ရတယ်ပေါ့နော် For example I've lost my keys again တော့ပျောက်သွားပြန်ပြီ I'm always losing them ဆိုတော့အမြဲတမ်းတော့ပျောက်နေတော့တာပဲနည်းနည်းလေး negative sense ပါတယ်အဲ့တော့ Paul is never satisfied သူဘယ်တော့မှစိတ်ကျေနပ်မှုမရှိဘူး He's always complaining ဒီမြဲတမ်း complain တက်နေတော့တာပဲ You're always looking at your phone ဒီအမြဲတမ်း phone ပဲကြည့်နေတော့တာပဲပေါ့နော် You're always looking at your phone Don't you have anything else to do ဘာမှလုပ်စရာမရှိဘူးလားအဲ့လိုမျိုးပေါ့နော်အမြဲတမ်းအဲ့ဒါပဲလုပ်နေတော့တာပဲအမြဲတမ်းပြင်းနေတော့တာပဲအဲ့လိုမျိုးနည်းနည်း negative sense ရတဲ့ပုံစံမျိုးတွေပြစ်တင်တဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေမှာအများတော့အဖြစ်သုံးလို့ရှိပါတယ်အဲ့ဆိုလို့ရှိရင်တော့ဒီ unit 3လေးရမယ်လို့ထင်တယ် example sentence လေးတွေတစ်ချက်ပြန်ပြီး teacher တို့ဖတ်ကြည့်ဖို့လိုအပ်လိမ့်မယ်ပေါ့နော်ပြီးလို့ရှိရင် exercise လုပ်ရမယ်ပေါ့နော်ပုံမှန်တိုင်း exercise လုပ်ရမယ် exercise အတွက် answers တွေကတော့ဒီစာအုပ်ရဲ့နောက်ဆုံးမှာလည်းရှိတယ်လို့ကိုကကြတော့ဒီ video နဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ file video လေးတွေထပ်ပြီးလုပ်တော့ဖို့ရှိပါတယ်ဆိုလို့ရှိရင်တော့မေးစရာရှိလို့ရှိရင် comment မှာမေးထားလို့ရပါတယ် Thank you for your time and have a good day Thank you